မြတ်စွာဘုရားလက်ထက်ကတရားထုရသွားပြီးလူတွေကိုတရားသိပေးနိုင်ခဲ့တဲ့ယဟန်တစ်ပါးအကြောင်းပြောရရင်အရှင်သာရိပုတ္တရာကိုဥပမာတစ်ခုအနေနဲ့ပြောပြလို့ရပါတယ်။အရှင်သာရိပုတ္တရာဟာမြတ်စွာဘုရားရဲ့အဓိကတပည့်တော်တွေထဲကတစ်ပါးဖြစ်ပြီးဉာဏ်ပညာထူးကဲမှုကြောင့်ဓမ္မတေနပတိတရားဟောမှုမှာထူးချွန်သူလို့တင်စားခံရသူပါ။အရှင်သာရိပုတ္တရာဟာမူလကအခြားဘာသာတစ်ခုကိုကိုးကွယ်ယုံကြည်သူဖြစ်ပြီးသူတငယ်ချင်းအရှင်မဟာမောဂလန်နဲ့အတူအာတဝက္ခိယမတ်ဖို့ယဟန္တာဖြစ်မှုကိုရှာဖွေဖို့ကြိုးစားနေသူတွေပါတနေ့မှာမြတ်စွာဘုရားရဲ့တပည့်တော်တစ်ပါးဖြစ်တဲ့အရှင်အတ္တဇိစီကနေမြတ်စွာဘုရားရဲ့တရားတော်အကျင့်ကိုကြားရပါတယ်။အရှင်အတ္တဇိကအကြောင်းတရားနဲ့ဖြစ်ပေါ်လာတဲ့တရားတွေကိုမြတ်စွာဘုရားကဟောကြားခဲ့တယ်။အဲ့ဒီတရားတွေရဲ့ဖြစ်ပေါ်မှုနဲ့ချုပ်ငြိမ်းမှုကိုလည်းဟောကြားခဲ့တယ်လို့ပြောပြခဲ့ပါတယ်။ဒီစကားကိုကြားလိုက်တဲ့အခါအရှင်သာရိပုတ္တရာရဲ့စိတ်ထဲမှာဉာဏ်လင်းရလာပြီးသောတာပတ္တိမတ်ဖို့ပထမအဆင့်အရိယာဖြစ်မှုကိုရရှိခဲ့ပါတယ်။အဲ့ဒီနောက်သူကမြတ်စွာဘုရားထံတွားရောက်ခဲ့ပြီးယဟန်အဖြစ်ခံယူကကျင့်ကြံအားထုတ်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။မကြာခင်မှာပဲယဟန်နာအဆင့်ကိုရောက်ရှိသွားခဲ့တဲ့အရှင်သာရိပုတ္တရာဟာတရားထုရသွားရုံနဲ့မကပဲမြတ်စွာဘုရားရဲ့တရားတော်တွေကိုလူထောင်ပေါင်းများစွာကိုဟောပြောပြီးတရားအသိပေးနိုင်ခဲ့ပါတယ်။သူ့ရဲ့တရားဟောပုံဟာရှင်းလင်းပြတ်သားပြီးနက်နဲတဲ့အဓိပ္ပာယ်တွေကိုလူတွေနားလည်လွယ်အောင်ပြောပြနိုင်တဲ့အစွမ်းရှိခဲ့ပါတယ်။ဥပမာအနေနဲ့သူဟာဗုဒ္ဓဝင်ဒေသနာတော်တွေကိုဟောပြောရမှာလူတွေရဲ့စိတ်ထဲထိရောက်အောင်နှိုးဆော်ပေးနိုင်ခဲ့ပြီးနတ်ပြမာတွေအပါအဝင်တက်ရှိတဏ္ဍပေါင်းများစွာတရားထုရသွားအောင်လမ်းပြပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်အရှင်သာရိပုတ္တရာဟာမြတ်စွာဘုရားလက်ထက်ကတရားထုရသွားတဲ့ယဟန်တစ်ပါးဖြစ်ုံတင်မကပဲသူမတူတဲ့ဉာဏ်ပညာနဲ့လူတွေကိုတရားသိပေးနိုင်ခဲ့တဲ့ပုဂ္ဂိုလ်တဦးအဖြစ်သမိုင်းမှာထင်ရှားခဲ့ပါတယ်။ဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်အကောက်လေးအပ်ပြီးအသေးလေးတွေပေးသွားကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။